မင်္ဂလာပါရှင်။နာဂတ်ဆိုတာကြိုတင်ပြင်ဆင်တတ်တဲ့သူတွေအတွက်တော့အမြဲတမ်းလှပနေတတ်တာပါရှင်။ယနေ့မှာဆိုလို့ရှိရင်ကျမတို့ GJI Nippon Life ကမိမိကိုယ်တိုင်နဲ့မိမိရဲ့မိသားစုဝင်တွေအတွက်ကိုလုံခြုံစိတ်ချရတဲ့အနာဂတ်ရည်မှန်းချက်တွေဖြည့်ဆည်းပေးနိုင်ဖို့အတွက်တေချာစိတ်ချရတဲ့အနာဂတ်ဗန္ဒာရေးဆိုင်ရာအစီအမံတစ်တစ်ခုအနေနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဟာလေးကတော့ကျမတို့ GJI Nippon Life ကနေပြီးတော့တမူထူးခြားစမ်းသစ်တဲ့အစီအစဉ်အနေနဲ့ထပ်မံဖော်ထုတ်ထားတဲ့ Flexi Future စိတ်ကြိုက်စီမံဘဝအာမခံဆိုတဲ့အာမခံအကာအကွယ်တစ်ကလေးပဲဖြစ်ပါရဲ့ရှင်။ထူးခြားစမ်းသစ်တဲ့အစီအစဉ်ဖြစ်တယ်ဆိုတဲ့အတိုင်းမိမိကိုယ်တိုင်တော်၎င်းမိမိရဲ့မိသားစုဝင်တွေအတွက်ကိုပါရေရှည်ဗန္ဒာရေးအကာအကွယ်တစ်ခုဖြစ်နေစီမံပုံဖော်နိုင်မဲ့အာမခံအကာအကွယ်အသစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုဒီထက်ထပ်ဆောင်ပြီးတော့ရနိုင်သေးတာကကျန်းမာရေးအကာအကွယ်စောင့်ရှောက်မှုတွေအပြင်ပြင်းထန်ယောဂကုသမှုတွေမျက်စိနဲ့အမြင်အာရုံစောင့်ရှောက်မှုတွေသွားနှင့်ဂရင်းစောင့်ရှောက်မှုတွေစသဖြင့်ထပ်ဆောင်အကာအကွယ်ရယူနိုင်တယ်လို့မိမိစိတ်ကြိုက်ပရီမီယံကြီးပေးသွင်းနိုင်တဲ့ကာလတွေအပေါ်မှာမူတည်ပြီးတော့ဘဝရဲ့အစီအမံကိုနှစ်ရှည်လများအကာအကွယ်ရယူနိုင်မဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်ကျမတို့ GJI Nippon Life ရဲ့အသစ်ဖော်ထုတ်လိုက်တဲ့အာမခံအကာအကွယ်မှာအသက်အာမခံအကာအကွယ်တွေအပြင်မိမိမရှိတော့သည့်တိုင်အောင်မိသားစုဝင်တွေတယောက်ချင်းစီတိုင်းအတွက်ကိုနှစ်ရှည်လများဗန္ဒာရေးအထောက်ပံ့တစ်ခုအနေနဲ့ဖန်တီးပုံဖော်ထားတဲ့ထူးခြားဆန်းပြတဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်ရှင်။စိတ်ကြိုက်စီမံဘဝအာမခံဆိုတဲ့အတိုင်းပရီမီယံကြီးပေးသွင်းရမှာလဲမိမိတို့စိတ်ကြိုက်အနာဂတ်ကိုပုံဖော်ဖန်တီးနိုင်မဲ့အတူ1လ3လ6လတစ်နှစ်ဆိုပြီးတော့မိမိတို့လိုအပ်သလိုစိတ်ကြိုက်ပုံဖော်ဖန်တီးနိုင်ခွင့်ရှိမှာလဲဖြစ်ပါတယ်ရှင်။မိမိနဲ့မိမိရဲ့မိသားစုဝင်တွေအတွက်ကိုဘဝတစ်လျှောက်လုံးရေရှည်အကာအကွယ်ပေးနိုင်မဲ့ Flexi Future စိတ်ကြိုက်စီမံဘဝအာမခံနဲ့အခုပဲလက်တွဲလိုက်ကြရအောင်ပါရှင်။